အဲ့ဒါမှအရေးကြီးလို့ဝေလာမသုတ်တမှာအကောင်းဆုံးကုသိုလ်ဆိုတာကိုအစဉ်စဉ်ဖော်ပြတဲ့အခါမှာနော်ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာဒီအများအတွက်အရလေးမျက်နှာမှာလာတဲ့တန်ခါသုံးမဟုတ်အလုံးအတွက်နာခုဖို့ဆောက်ဦးတကူဆောက်လှူတယ်ဒါနထဲမှာတော့ပစ္စည်းလှူတဲ့ဒါနထဲမှာတော့အကောင်းဆုံးပဲဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိလားဆိုရှိသေးတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကကိုယ်ဘဝကိုဖရာတရားတန်ခါယရဏသုံးပါးကိုအနှံတဲ့တရဏဂုံကုသိုလ်ဟာကျောင်းဆောက်လှူတဲ့ကုသိုလ်တွေမြတ်တယ်လို့သူဟောတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားရှိသေးတယ်ငါးပါးသီလထပ်ပိုးပြီးတော့စောင့်လိုက်လို့ရှိရင်တရဏဂုံသာစောင့်တည်တဲ့ကုသိုလ်တဲ့ငါးပါးသီလပါလိုက်မယ်ဆိုပိုမြတ်ပါတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်ဖယ်ကုသိုလ်တော့ဆိုနန္တာလေးတရှူလောက်အချိန်ပိုင်းလေးပဲဖြစ်စေမေတ္တာဘာဝနာပွားပါတဲ့နန္တာတရှူဆိုတာမြမပြေကလူတွေသဘောပေါက်ပါတယ်တဏခါသွေးကြောက်ပြင်းပေါ်မှာတဏခါလေးသွေးပြီးတော့လက်ကလေးနဲ့ယူပြီးနှာဝတိတ်ပြီးတော့ရှူလိုက်တဲ့အချိန်ပိုင်းနန္တာတရှူလို့ခေါ်တယ်နော်အဲ့ဒီအချိန်ပိုင်းလေးပဲဖြစ်စေကိုယ့်ရင်ထဲမှာဒေါသပျောက်သွားအောင်မေတ္တာပွားလိုက်မယ်ဆိုရင်အဲ့ဒီကုသိုလ်ဟာခုနပြောတဲ့ကုသိုလ်တွေမြတ်တယ်